Hello အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာနော်ဒီတစ်ခါတော့ကျွန်တော်ဒီတစ်ခါမှာတော့ break ပြပေးမှာပေါ့နော်အရင်ပြီးခဲ့တဲ့ဗီဒီယိုမှာကဒီလုံးကလေးပြပေးသွားရပေါ့နော်ဒီတစ်ခါမှာ break ယူနည်းလေးပြပေးမယ်ပေါ့နော် break ယူနည်းလေးကဘာလေးလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့တောက်ကြမှာ3ည break ထွက်သွားတယ်3ည break ထွက်သွားပြီးရှင်တဲ့3ည break တောက်ကြနေမှာ3ည break ကြလာရင်ဘူ break ပေါ့နော်3ည break ဘူ break ကြလာရင်တဲ့ကြံ break ရဲ့ဒဲပါဝါကနောက်တစ်ပတ်မှာဒဲပါဝါတစ်ခုဆင်းပေးတယ်ပေါ့နော်ဒဲဆင်းရင်လည်းဆင်းတယ်ပါဝါဆင်းရင်လည်းဆင်းတယ်ပေါ့တောက်ကြနေမှာဘူ break ကြရင်တဲ့ကြံ break ရဲ့ဒဲပါဝါကတဲ့နောက်တစ်ပတ်မှာတစ်ခုဆင်းပေးတယ်ပေါ့နော်တောက်ကြနေမှာဒီမှာပြီးခဲ့တဲ့တောက်ကြနေမှာက6လေးဆိုပြီးဘူ break ဆင်းတယ်6လေးဘူ break ဆင်းတဲ့အတွက်သူ့ရဲ့ကျန်တဲ့ break ရဲ့ဒဲပါဝါဆိုတော့ကျန်တဲ့ break က4တစ်ပေါင်းခြင်း5ပါဝါ3ညဆိုတော့5 3ည break ကတဲ့နောက်တစ်ပတ်မှာဒီ5 break ဒါမှမဟုတ်ရင်3ည break ပြန်ဆင်းပေးတယ်เนาะအဲ့ဒါလေးကိုကလန်နာလေးနဲ့စစ်ကြည့်အောင်ပေါ့နော်ဒီကျွန်တော်မှရှိတဲ့လေးလိုင်းသွားကလန်နာမှာစစ်ထားတယ်ကျွန်တော်ဘက်မှာတော့ကလန်နာဒီတစ်မျိုးပဲရတဲ့အတွက်ဒီကလန်နာလေးနဲ့ပဲပြပေးရတယ်ပေါ့နော်ရှင်းတော့ရှင်းပါပါဒီမှာ3ည break တောက်ကြနေမှာ3ည break သူထွက်လာရင်တဲ့သူ့ရဲ့ကျန်တဲ့ဘေးကပေါ့နော်သူ့ရဲ့ဘေးက break ကိုဒဲပါဝါယူမယ်ဒီမှာ3ည3ဆို3 break 3 break ကိုဒဲပါဝါယူမယ်ဆိုရင်38 break 38 break နောက်တစ်ပတ်မှာဆင်းပေးရမယ်တဲ့ဒီမှာ3ည3ဆိုပြီးဆင်းပေးတယ်နော်ပြီးလို့ရှိရင်ဒီမှာတောက်ကြနေမှာ3ည break ထွက်တဲ့အတွက်သူ့ရဲ့ဘေးကဒီ9နှစ်ခွန် break ကိုဒဲပါဝါယူမယ်ခွန် break 2 break နောက်တစ်ပတ်မှာဆင်းပေးရမယ်တဲ့ဒီမှာ3ညခွန်ဆိုပြီးတော့ခွန် break ဆင်းပေးတော့တယ်ပြီးလို့ရှိရင်ဒီမှာ3ညဘူး3ည break ဆင်းတယ်သူ့ရဲ့ဘေးက3ည3ဆိုတော့38 break နောက်တစ်ပတ်မှာတစ်ခုဆင်းပေးရမယ်တဲ့38 break 3 break ဆင်းပေးသွားတယ်နော်နောက်ထပ်တစ်ခုကဒီမှာတောက်ကြနေမှာခွန်3ဆိုပြီးတော့3ည break ကြတယ်3ည break သူ့ရဲ့ဘေးက break ကိုဒဲပါဝါယူမယ်ဆိုတော့5တိဆိုတော့6တိ break ဒီမှာ6 break ဒီ5ဆိုပြီးပြန်ဆင်းတယ်ဒီမှာတောက်ကြနေမှာ3ည break ထွက်တယ်သူ့ရဲ့ဘေးက2 5ဆိုခွန် break ဆိုတော့ဒဲပါဝါယူမယ်ဆိုရင်ခွန်2 break ဒီမှာခွန်2 break ဆင်းရမယ်ဒီမှာခွန်2 break ဒီမှာ6 3ဆိုပြီး2 break ဆင်းတယ်နော်ဒီမှာတောက်ကြနေမှာ3ည break သူ့ရဲ့ဘေးက4ဘူးဆို8 break 8 break ဆိုတော့8 3 break ဒီမှာ8 break ဆိုပြီးတော့ဆင်းတယ်ဒီမှာတောက်ကြနေမှာ3ည break ဖြစ်တဲ့အတွက်သူ့ဘေးကbreak ကို break နဲ့ break power ယူမယ်2ခွန် break ဒီမှာခွန် break ဆင်းတယ်ဒီမှာတောက်ကြနေမှာ3ည break သူ့ရဲ့ဘေးက4ဘူးဆို8 break 8 3 break ဒီမှာ3 break ဆိုပြီးဆင်းတယ်တောက်ကြနေမှာ3ည break သူ့ရဲ့ဘေးက1ခွန်ဆို8 break ဆို8 3 break တစ်ခုဆင်းမယ်ဆိုတော့ဒီမှာနောက်တစ်ပတ်မှာ8 break ဆင်းတယ်ဒီမှာတောက်ကြနေမှာ3ည break ဒီမှာ9ဘူးဆို3ည break ဆို3ည5 break ဒီမှာနောက်တစ်ပတ်မှာ3ည5ဆိုပြီးဆင်းတယ်ဒီမှာ8နှစ်ဆိုတော့3ည break သူ့ရဲ့ဘေးက3 5ဆို8 3 break နောက်တစ်ပတ်မှာဒီမှာ6 3 6 4ဆိုပြီးတော့3 break ဆင်းတယ်နော်ဒါနောက်တစ်ခုကဒီမှာ3ည break သူ့ရဲ့ဘေးက9ကို break ဒဲပါဝါယူမယ်9 3ည break ဆိုတော့ဒီမှာနောက်တစ်ပတ်မှာ3နှစ်ဆိုပြီးတော့5 break ဆင်းတယ်နော်ဒီမှာတောက်ကြနေမှာ3ည break သူ့ရဲ့ဘေးကခွန် break ကိုဒဲပါဝါယူမယ်ခွန်2 break ဒီမှာ80ဆိုပြီးဆင်းတယ်နော်ဒီမှာတောက်ကြနေမှာ3ည break ဒီတပင်ဖောင်းနေပေါ့နော်တောက်ကြနေမှာ3ည break ဆိုတော့ဒီမှာသူ့ရဲ့ဘေးက5 break ကို5ပါဝါ3ညနဲ့5 3ည break နောက်တစ်ပတ်မှာဆင်းရမယ်ဆိုတော့ဒီမှာနောက်တစ်ပတ်မှာ5 3ည break ဆင်းမတော့ဘူးเนาะဒီတပင်ဖောင်းနေပေါ့ဒီတပင်ဖောင်းနေရက်ကြော်တာပေါ့ဒီမှာဒီနောက်တစ်ပတ်မှာ5 break 5 break ဆို2ချိန်လာကြပဲရက်လွန်သွားတယ်ပေါ့เนาะဒီ break လေးဒီမှာရက်လွန်ထားတဲ့အတွက်အခုဒီကြားထဲမှာဖြစ်မသွားဘူးခုကျွန်တော်ပြီးခဲ့တဲ့အပတ်က6လေးဆိုပြီး3ည break ဆင်းတယ်ဆိုတော့မူရီအရာတပင်ဖောင်းထားတဲ့အတွက်နောက်တပင်မှာဒေချာပေါက်ကျနိုင်တယ်ပေါ့နော်ဒါတော့6လေးဆိုပြီး3ည break ဆင်းတဲ့အတွက်သူ့ရဲ့ဘေးက4တစ်5 break 5 break ကိုပါဝါယူတော့5 3ည break ဒီနေရာမှာဒီကျန်တဲ့ကျွန်တော်တို့ဒီတနင်္လာနေ့မှာထွက်မှသွားတဲ့အတွက်ကျန်တဲ့3ရက်မှာ
9 3 break ရှိမယ်ပေါ့နော်ကျန်တဲ့3ရက်မှာ9 3 break ဘာမှမထူးတဲ့သူကမမလိုက်နေတာအခုချိန်မှာလိုက်နေတာမရှိသေးတဲ့သူက9 3 break 2မျိုးဒီ9 3 break ကိုလိုက်နေတယ်ပေါ့နော်ဒီ9 3 break လုံးမယ်ဆိုရင်ပေါက်တီးတစ်ချိန်သာရမယ်ပေါ့နော်9 3 break ကဒါနံပါတ်1တစ်ချက်နောက်တစ်ချက်ကအရင်ဗီဒီယိုတွေမှာပြခဲ့ဘူးတယ်နော်အရင်ဗီဒီယိုတွေမှာအလဲ61အလဲပေါင်းချင်း3ညဖြစ်လို့ရှိရင်လေတဲ့3ည5 break လိုက်တယ်တဲ့နော်အလဲပေါင်းချင်း3ညဖြစ်ရင်3ည5 break လိုက်တယ်ဒါမှ2ချက်နောက်တစ်ချက်ကဒီမှာခွန်နောက်ပိတ်ညနေခင်းမှာခွန်နောက်ပိတ်ရရင်လေ3ည5 break ဆင်းတယ်3ည5 break ကျတစ်ခုဆင်းတယ်အလဲပေါင်းချင်း3ညဖြစ်ရင်လေ3ည5 break တွေကတစ်ခုဆင်းတယ်နော်နောက်တစ်ခုကတောက်ကြနေမှာ3ည break ထွက်ရင်သူ့ရဲ့ဘေးကနော်ဘေးက break ကိုတဲပါဝါယူတော့လေ3ည5 break အဲကြောင့်ဒီ9 3ည break ကမူ3ချက်စုံပါတယ်နော်မူ3ချက်စုံတဲ့ကြဒီကျန်တဲ့3ရက်မှာ9 3ည break လိုက်ရမယ်နော်9 3ည break ကိုကျွန်တော်က9 3ည break ကို14နဲ့46ရေးပေးထားတယ်ပေါ့14နဲ့46ဘာကြောင့်ရေးပေးထားလဲဆိုတော့ဒီမှာတောက်ကြနေမှာ3ည break နဲ့ပွဲပေးလို့ရှိရင်ဒီပွဲတွေကခဏန်းတွေကနောက်ပွဲမှာပြန်ကြဖြစ်နေပြန်ဆင်းပေးတယ်အပေါ်ဝဲပြန်ကြပါတော့ပေါ်ဝဲပြန်ကြရှိတဲ့အတွက်ဒီအပေါ်ဝဲမှာ3ည5 break က4 1ရယ်6 4ရယ်9 1ကျွန်တော်4ကြိုက်တဲ့အတွက်1 4နဲ့6 4ကိုပြပေးထားတယ်1 9လဲရန်ပေါ့နော်ဒီမှာအပေါ်ဝဲပြန်ကြဒီမှာတောက်ကြနေမှာ3ည break ကြလို့ရှိရင်ဒီပွဲကဏ္ဍနေအောက်ပွဲမှာပြန်ကြတယ်တဲ့ဒီမှာဒီပွဲကဏ္ဍနေပွဲကဏ္ဍပဲကဏ္ဍကြလဲဒီမှာ9 1ကဒီမှာ9 1ဆိုပြီးကြတယ်နော်ဒီမှာတောက်ကြနေမှာ3ည break နဲ့ပေးလို့ရှိရင်ဒီအပေါ်ပွဲကဏ္ဍနေအောက်ပွဲမှာပြန်ကြတယ်တဲ့ဒီမှာ3ည5ဒီမှာ3ည5လို့ပြန်ကြရပါတော့ဒီတောက်ကြနေမှာ3ည break ကြလို့ရှိရင်အပေါ်ပွဲကဏ္ဍနေအောက်ပွဲပြန်ကြတယ်ဆိုတော့အရင်ဗီဒီယိုတွေမှာစစ်ပေးဘူးတယ်ပေါ့နော်ဆိုတော့ဒီကျန်တဲ့4ရက်ကနေ6ရက်မှာ4ရက်ကနေ6ရက်မှာတောက်ကြနေပူ break ကြရင်နော်ကြံ break ရဲ့ဒဲပါဝါနောက်တစ်ပတ်မှာတစ်ခုဆင်းပေးတယ်တဲ့9 3ည break ပေါ့နော်ဒီ9 3ည break ကျန်တဲ့ရက်ကို9 3ည break အောင်ဒါ break ယူနေလေးလာပြတာပါဒါတသက်တာယူနေလေးပေါ့နော်ဒါအရင်ရက်ကပြထားတဲ့၄လုံးခွေဒီမှာဒါလေးတဲ့ဒီ၄လုံးခွေကဒီကောင်အောင်လိုက်နော်ခွန်ကိုဆိုပြီးတော့တောက်ကြနေလဲပါဝါကြရင်သူ့ရဲ့နောက်တစ်ပတ်မှာ2ခွန်4ကိုခွေတော့ဒါလေးကခွန်ကိုဆိုပြီးတင်းလာနေမှာထွက်သွားပြီပေါ့နော်ဒါလေးကြံမယ်3ရက်1နှစ်3အခွေကြံမယ်နှစ်3ခွန်8အခွေကြံမယ်ပေါ့နော်ဒါလေးတွေကြံမယ်ဒါဒီတစ်ပတ်စာတဲ့ပြထားတဲ့မူလေးတွေပေါ့နော်အားလုံးပဲကံကောင်းကြပါလိမ့်မယ်နော်ကျွန်တော်ဗီဒီယိုဖိုင်ရတဲ့လောက်ပါပဲ